မင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့ထိုင်းနိုင်ငံဖလန်းဆောင်မြို့နယ်ဝက်စမဲထဲမှာတည်ထားကိုးကွယ်တဲ့ရွှေတိဂုံစီတီကိုလာရောက်ဖူးမြော်တာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာဆိုရင်ရွှေတိဂုံစီတီတွေအများပြားတည်ထားကိုးကွယ်ထားကြပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာတွေတည်ထားခဲ့တဲ့စီတီထဲမှာအခုမြင်တွေ့ရတဲ့ရွှေတိဂုံစီတီလည်းအပါဝင်ဖြစ်ပါတယ်ခင်ဗျာရွှေတိဂုံစီတီရဲ့အောက်ဘက်မှာဆိုရင်အပတ်စဉ်ဈေးလည်းရှိပါတယ်ခင်ဗျာအပတ်စဉ်တနင်္လာကြာသပတေးစနေဆိုပြီးတော့မှဂျာရက်တွေမှာပိတ်ထားပါတယ်ခင်ဗျာအမေနဲ့အတူကျွန်တော်တို့မိသားစုလေးလည်းအားလည်းတဲ့အချိန်တိုင်းမှာရွှေတိဂုံစီတီလေးလာပြီးတော့တရားထိုင်ဖြစ်ပါတယ်ခင်ဗျာအပတ်စဉ်ဈေးမရှိတဲ့အရက်တွေဆိုရင်တိတ်ဆိတ်ပြီးတော့မှအေးချမ်းလှပါတယ်ခင်ဗျာတိတ်ဆိတ်ငြိမ်သက်ခြင်းကလည်းတရားထိုင်ရတာပို့ပြီးတော့မှကောင်းပါတယ်ခင်ဗျာဘုံကြီးကျောင်းရဲ့တစ်ပင်တရိပ်တွေနဲ့လီပြေလေးတွေကလည်းအရန်ကိုအေးမြစေပါတယ်ခင်ဗျာအမေတို့တာမီနှစ်ယောက်ကတော့တရားထိုင်တာအတော်ကိုကြာနေပါပြီတယောက်ကတော့မျက်စိနာလို့တဲ့မျက်မှန်လေးတော့တတ်ထားပါတယ်ခင်ဗျာတတိုင်းအောင်စင်းအောင်လားတိုင်းအောင်စင်းအောင်အောက်မှာတလားဖြစ်တယ်ပေါ့တလားဘုံကြောင့်မွန်းတယ်မှာဈေးဖွင့်တာပေါ့ဒီဈေးကတော့သူကတနင်္လာကြာသပတေးစနေဒီရက်တွေပဲဖွင့်တာပေါ့နော်ကျန်တဲ့ရက်ဆိုရင်တော့မရှိဘူးဒီမှာပြောင်းနေရမယ်ကျန်တဲ့ရက်ဆိုရင်တော့ဘာမှမရှိဘူးပြောင်းပြီးတော့လူတော်မှမရှိဘူးဂျာရက်တွေမှာလာရင်တော့ပိုကောင်းတာပေါ့နော်နားရေးပါကြီးလည်းရှိတယ်အခုကတော့ဒီမှာဈေးလေးအနေငယ်ဝင်မယ်ဈေးဝယ်ရင်းနဲ့ဒီလိုလည်းဒီမှာတရားထိုင်တိုင်းအောင်မစင်းအောင်လားမာတော့လည်းစိတ်ချမ်းသာရတယ်ပေါ့နော်ဒီဝေးရလဲတိုက်ပြီးတော့လေတိုက်တရားရိပ်လို့ခံစားရတယ်ပေါ့ဒီမှာပြီးငွေတက်လေးခံစားရတယ်အဲကြောင့်မို့ဒီမှာတစ်ဖက်တစ်ခါလောက်တော့နေ့ကိုဒီမှာလာဖို့ဖြစ်တယ်ဒီရောက်ဘူးလားတရားပွဲတွေပါဆိုရင်ဒီမှာကိုဖွက်သားရဲဆိုရင်ရောက်ဘူးမယ်နော်ပုံမှန်ဒီပွဲလန်းတပင်တွေကာလဆိုလို့ရှိရင်ဒီနေရာက stage show တွေပေါ့နော် stage show တွေစီစဉ်တယ်ပေါ့နော် stage show ပွဲတွေဆိုလို့ရှိရင်ဒီနေရာကိုရောက်ဘူးတဲ့သူတွေရှိပါတယ်အိမ်ဝင်လာလဲသူတွေဆိုရင်တော့ရောက်ဘူးတဲ့အိမ်လာလဲသူတွေဆိုရင်အိမ်ဝင်လဲလာလဲရင်းနဲ့ဒီကိုလဲဒီပွဲတွေကိုလဲရောက်ဖြစ်ကြတယ်ပေါ့နော်ဟိုမှာဆိုလို့ရှိရင်ဒီငါးပေါ့နော်ဟိုမှာငါးစာကျွေးရဲ့နေရာရှိတယ်ပေါ့နော်ငါးစာကျွေးရဲ့နေရာရှိတယ်ဒါတော့စီးပေါ့ကျန်ကြစီးပုံအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့နော်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေအချိန်ရှိကလုံးဝစိုက်အခုတို့တရားများဖွားများနိုင်ကြပါစေကိုယ့်ရဲ့မိဘတွေကိုလည်းအချိန်ရှိကအခုတို့တရားများပွားများနိုင်အောင်နော်တည်ဖို့ဆောင်ရွက်နိုင်ပါစေအားလုံးမင်္ဂလာခင်းနေပါ